အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Tattoo Online Class Series မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Class 4မှာတော့ Tattoo တစ်ခုကိုတက်ဝင်စေမယ့်အပိုင်းဖြစ်တဲ့ Shade ထိုးနည်းလေ့ကျင့်ခန်းကိုပြောပြသွားမှာဖြစ်ပါတယ်အခြေခံအဖြစ်အသုံးအများဆုံး Shade ကြီး၅မျိုးဖြစ်တဲ့ Brush Shading, Pendulum Shading, Whip Shading, Stipple Shading, Parking Shading တွေကိုထိုးပုံထိုးနည်းနဲ့ဘယ်နေရာတွေမှာအသုံးဝင်ပုံတွေကိုဒီနေ့သင်ခန်းစာမှာပြောပြသွားမှာဖြစ်ပါတယ်။ Shade ထိုးတဲ့နေရာမှာရလက်ကောင်းရဖို့အတွက်အရေးကြီးဆုံးကအဲ့ရဲ့အတူအရှိဆက်ရဲ့ stroke မီယာအဲ့သုံးခုကိုမှန်မှန်ကန်ကန်လေးထိန်းချုပ်နိုင်မှာဖြစ်မှာပါ။ဥပမာအရင်တုံးတွေကိုထိုးမယ်ဆိုရင်အကူနည်းနည်းပို့ထိုးထားမယ် stroke ကိုတင်ထားမယ်မီယာကိုလည်းတင်ထားဖို့လိုပါတယ်။အနုအဖြော့လေးတွေထိုးမယ်ဆိုရင်အကူတူထားမယ် stroke ကိုလျှော့ထားမယ်မီယာကိုလည်းလျှော့ထားရပါမယ်။အခုကျွန်တော်တို့ brush shading ကိုစတင်လေ့ကျင့်ပါမယ်ထိုးတဲ့အချိန်မှာအကူအပြားလိုက်တဲတဲကြီးမထိုးဘဲနဲ့နည်းနည်းလေးစောင်းပြီးထိုးရပါမယ်အပေါ်နဲ့အောက်ကိုစုပ်တန်နဲ့ပုတ်တိုက်တယ်လို့မျိုးဖြည်းဖြည်းချင်းပုတ်ထိုးတာပါဒီမှာသတိထားမှာကဖိပြီးမထိုးရပါဘူးဖိပြီးထိုးရင်အတွေထောက်ပြီးဆေးမညစ်မညာဖြစ်သွားတတ်ပါတယ်ချိန်ထားတဲ့မီယာစတုပ်နဲ့စက်ကိုလက်ချောင်းလေးတွေနဲ့အပေါ်အောက် control လုပ်ပေးရုံပါပဲဒါကစီတစ်စက်ပဲထည့်ထားတဲ့အနုတုံးနဲ့ထိုးတာဖြစ်တဲ့အတွက်အကူတူထားမယ် stroke ကိုအသေးဆုံးနံပါတ်ကိုရွှေ့ထားမယ်ကျွန်တော်ဆက်မှာတော့အသေးဆုံးက 3.0 ဖြစ်ပါတယ်မီယာကို 6.5 ပဲထားရပါတယ်မီယာများမယ်အရှင်မယ်ဆိုရင်တုံးနေရင့်သွားပါလိမ့်မယ်ဒီရှိတ်ကနေရာတော်များမှာအသုံးပြုပါတယ်သူ့ရဲ့အားသာချက်က black gray area ကျတဲ့ပုံနေရာတွေမှာအနုတုံးကနေအလက်ကနေအရင်ကိုတုံးကူးသွားတဲ့နေရာတွေမှာညီညီညာလေးနဲ့ smooth ဖြစ်စေပါတယ်Pendulum Shading ထိုးတဲ့ချိန်မှာစက်ကိုချိန်သီးပုံစံမျိုးလွဲပြီးတော့ထိုးရပါတယ်အကူနည်းနည်းစောင်းပြီးထိုးပါမယ်အသားတဲကိုအဲ့ရဲ့အဝင်ပုံစံကပါးစောပုံစံလိုဖြစ်ပြီးထိုးပြီးတဲ့နောက်ဆေးသားကမုံမုံလေးနဲ့လုံးဝ smooth ဖြစ်နေရပါမယ်ဒီ shading နီလန်းက black and gray portrait နဲ့ realistic tattoo တွေမှာအရန်သုံးများပါတယ်အဓိကအားသာချက်ကတော့ပုံတစ်ပုံလုံးကိုအသက်ဝင်အောင်ဖန်တီးပေးနိုင်တာပါWhip shading အကူဆောင်းထားပြီးအောက်ခြေကနေဖြီးပြီးအပေါ်ဘက်ကိုခွာပေးရပါတယ်သူ့ရဲ့အားသာချက်ကတော့ဆေးတစ်ခွက်တည်းသုံးပြီးကိုလိုတလိုအလင်းနဲ့အမောင်ကိုခွဲထုတ်လိုက်လို့ရပါတယ် Whip shading ကို black and gray portrait မီကိုငွေတွေတိမ်ငွေတွေလို့စသဖြင့်အမောင်ကနေလင်းသွားတဲ့နေရာတိုင်းမှာအသုံးပြုပါတယ်Stipple Shading 05RL ကိုသုံးထားပါတယ်အကူနည်းနည်းရှိရှိလေးထုတ်ထားပြီးမီယာကိုတော့ 5.5 အထိလျှော့ထားပါတယ်လက်ကိုနည်းနည်းမြန်မြန်လေးထိုးပြရပါတယ် Stipple Shade နီးစနစ်ကိုမှဒါက Whip Shading နဲ့ထိုးတာပါPendulum Shading နဲ့လည်းထိုးလို့ရပါတယ်brush shading နဲ့လည်းအသုံးပြုလို့ရပါတယ်ဒီနည်းစနစ်ကအရိပ်တွေကိုအဆက်အပြောက်လေးတွေနဲ့မုံမဝါးလေးဖြစ်အောင်ဖန်တီးသွားတာဖြစ်ပါတယ်အသုံးအများဆုံးဒီဇိုင်းတွေကတော့ mandala geometric pattern စတဲ့အနုစိတ်ဒီဇိုင်းတွေမှာအချိန်ပေးပြီးဖန်တီးရတဲ့ shading ဖြစ်ပါတယ် parking shading မီယာကို 8.5 အထိတင်ထားပါတယ်အကူ2 mm အထိရှည်ရပါတယ် stroke ကိုတော့ medium stroke ဖြစ်တဲ့ 3.9 သို့မဟုတ် 3.6 ကိုထားရပါတယ်ဝါလုံးကိုတေးသေးလေးဝိုင်းပြီးထိုးသွားရတာပါအချိန်ပြီးစိတ်ရှည်ဖို့လိုအပ်ပါတယ်
အမဲပိတ်ကာလာပိတ်တွေမှာအသုံးများတဲ့ shape လေးဖြစ်တဲ့အတွက်လက်စောက်မှန်နေအောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒီနေ့ shading နီလန်း၅မျိုးကိုပြောပြသွားပြီးဖြစ်ပါတယ်ဒါမဲ့ဒီ shading နီလန်းတွေကလက်တွေ့မှာဘယ်လိုအလုပ်လုပ်တယ်လဲပုံစံပုံထဲမှာဘယ်လိုပေါင်းဆက်ပြီးထိုးရမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့နောက်ထပ် class 5မှာဒီ shading ၅မျိုးစလုံးကိုပေါင်းဆက်ပြီးပုံစံပုံလက်တွေ့ထိုးပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကနေမိတ်ဆွေတို့အတွက်အကျိုးမဲ့တစ်စုံတရာရရှိသွားတယ်ဆိုရင်ကျွန်တော် channel ကိုအားပေးတဲ့အနေနဲ့ like and share လေးလုပ်ပြီးမေးစရာရှိတာဒါမှမဟုတ်တောင်းဆိုချင်တာရှိရင် comment မှာရေးသွားပေးပါဦးနောက်ပြီးတော့ subscribe လုပ်ရသေးရင်လည်း subscribe လုပ်ပြီး notification bell လေးကိုလည်းနှုတ်ထားပေးဖို့တောင်းဆိုပါတယ်ဗျာအားလုံးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယို class 5မှာပြန်ဆုံကြမယ်ဗျာ